မရှိတဲ့ပစ္စည်းတွေဟာချာလီလက်ချက်နဲ့ပိုးပွားကုန်ပြီမို့ပန်းညံနဲ့ညာခေါ်ပြီးပစ်ထားခဲ့ပါတယ်။သို့ပေမဲ့အိမ်နီးချင်းကျေးဇူးရှင်လီကသူမကြော်ဖို့အိတ်ထဲထဲတယ်လာပြီးပြန်လာမို့ချာလီနဲ့သူ့ရဲ့ဆက်နွယ်မှုကအဆုံးမသက်သေးပါဘူး။ချာလီကြောင့်ပဲရက်ကွက်ထဲကကလေးတွေရဲ့တင်းတဲ့ဘောလုံးကိုမီးမရှို့ဖြစ်တော့သလိုကလေးတွေကိုခွေးရှိကြောင်မပြောဖို့နှုတ်ပိတ်လိုက်တော့လဲပြောပြအောင်ပြောလိုက်တာမို့ဒါမှခွေးမွေးထားမှန်းသိလာကြပါတယ်။အလောက်ကပြန်လာတိုင်းပြောင်းဆန်နေအောင်စောလိရှိတဲ့ကောင်ပြောင်းနေရမို့လိုက်ချတော့သူ့ဘီယာတွေတောက်ပြီးကောင်းနေတာမြင်လိုက်ရပါတယ်။တရက်စီးလို့ဝါလို့တောင်းကြနေတဲ့ချာလီကြောင့်ပဲ၄ရက်အတွင်းမွေးသားသူလွတ်ပေးမဲ့ပြောထားတဲ့ဆရာဝန်ကိုဆက်သွယ်တဲ့အခါဝါအောင်ကြွေးထားလှမမွေးသားမှာဆိုတဲ့အတွက်အမှန်ကန်ကျွေးရင်းတောင်းတင်နေပြန်ပါတယ်။အတော်လေးရွယ်ရောက်လာတော့ဆရာဝန်ကဓာတ်ပုံရယူရင်ချာလီကအမဖြစ်ကြောင်းနဲ့နောက်ထပ်ကလေးတွေကိုပါမမွေးခြင်းဂီယူဆိုင်ဖို့မှာတာကြောင့်ဒိုင်ပါဆင်ပေးရပြန်ပါတယ်။ဒီလိုနဲ့တရက်ကျချာလီကိုမွေးမဲ့လူရှိနေပြီးအိမ်လိပ်စာပို့လိုက်ဆိုတာကြောင့်ညနေ၄နာရီအထိအလောက်ကပြန်လာခဲ့လိုက်ပါတယ်။အိမ်တကားဖုံးဝင်လိုက်တာနဲ့တခန်းလုံးရကြမရှိအောင်ကိုက်ဖြတ်ထားတဲ့ချာလီကြောင့်ဒေါသတကြီးဆုံးမဖို့ပြင်းနေစဉ်ခွေးမွေးမဲ့လူတွေရောက်လာပြီးဖြစ်စဉ်အစဆုံးနဲ့ချာလီကိုမြင်တဲ့အခါလှည့်ပြန်သွားပါတယ်။ပိုတိုးလာတဲ့ဒေါသကြောင့်တန်ပိုက်နဲ့သုံးထက်တော့မဲ့အချိန်ရက်ကွက်ထဲကလူတွေအားလုံးဟာကလေးတွေရှိနေတဲ့ရက်ကွက်အတွင်းအန်ရရှိနိုင်တဲ့ခွေးမွေးထားတာကြောင့်လာရောက်အပြစ်တင်နေကြပါတယ်။ဒီတော့လူတွေအပေါ်ကျူးလွန်ပြီးတော့မဲ့ဒေါသကိုသူ့အိမ်ကပိတ်ရဖွင့်ရမလွယ်တဲ့ခြံတကားကလန့်ပေါ်ပုံချလိုက်ပြီးဒါကကျုပ်ပိုင်တဲ့အိမ်နဲ့ကျုပ်ခွေးအတူတူဒီအိမ်မှာပဲနေမှာဖြစ်လို့ဘဲကောင်မောင်းထုတ်ရဲမလဲကြည့်မယ်လို့ပြန်ပြောလိုက်တဲ့အခါအားလုံးယူးကြောင်မှုကြောင့်လည်းလှည့်ပြန်ကုန်ပါတယ်။ပြီးတော့ဆိုင်ကယ်ဗျမ်းမတာမောင်းနေတဲ့ကောင်ကိုပါနောက်တစ်ခါလမ်းနဲ့အဲ့လိုမောင်းနေရတွေ့ရင်ဆိုင်ကယ်ရောလူပါတစားစီလုံးပစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ဒါပေမဲ့ချာလီနဲ့အတူနေလို့သိမရှိတဲ့အတွက်ဝေးသားမဲ့လူထက်ချခိုင်းတဲ့အခါ Facebook ပေါ်တင်ပေးမှမို့ခွေးလိုက်စင်လုပ်ဖို့လိုတယ်ဆိုတာနဲ့လိုက်စင်ကမ်းရှိရထန်သွားပါတယ်။အားလုံးကကိုမိသားစုထက်တောင်ပတ်ပီလေးတွေကိုပိုချစ်ပိုကြီးဆိုင်နေကြတဲ့သူတွေကြားတယ်။မဖြစ်မနေလိုအပ်လို့ရောက်လာသူဒါမှကတော့ချာလီကိုစောက်တက်ပြီးသားခေါ်ကနာမည်ကိုထိုးအတိုင်းရေးခိုင်းပါတယ်။ဘာသာတွေကျွေးတယ်ဘလို့တန့်ရှင်းရေးလုပ်လဲဆိုတဲ့မိကုန်းတွေကိုစိတ်မရှိတော့တာနဲ့လိုက်စင်သာပေးရန်တောင်းတဲ့အခါထုတ်ပေးတဲ့လူလဲလမ်းကျော်စာအုပ်နဲ့စိတ်ဆိုးမှန်သူထုတ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ချာလီအတွက်လိုက်စင်ရလာပြီးနောက်တရက်ပတ်လိုက်စင်ဌာနကလူတွေလိုက်လာကဒပီကာဆိုတဲ့မိန်းကလေးကတရိတ်ဆန်ကိုတေချာမဆောက်ရှောက်ကြောင်းတိုင်သာရထားတယ်လို့ဆိုပါတယ်။ဘသူတိုင်သာလဲမေးတော့ဘေးကတယောက်ကဒပီကာကိုယ်တိုင်ပဲလို့ဝင်ဖြီကစစ်ဆေးခွင့်ရှိတာကြောင့်အိမ်ထဲဝင်ခွင့်တောင်းပါတယ်။ချာလီကျမ်းမာရေးကောင်းမွန်စွာရှိနေပါမလားလို့စစ်ဆေးရင်လိုက်သောကစားနေတဲ့ချာလီ